မင်းမော်ကိုမပါဘဲနင်းစီအဖွဲ့ကိုပြန်လည်အသက်သွင်းမဲ့ကြကြောဘူးရဲ့ကြီးညာချက်မြန်မာလူပညာလောကမှာဆယ်စုနှစ်တစ်ခုမှကပရိသတ်တွေတခဲနဲ့အားပေးခဲ့ကြတယ်။နင်းစီအငိတ်အဖွဲ့ဝင်တဦးဖြစ်သူတရုတ်ဆောင်ကြကြောဘူးကယခု2026ခုနှစ်အတွင်းမှာနင်းစီအဖွဲ့ကိုပြန်လည်အသက်သွင်းပြီးပွဲတွေပြန်လည်ကားပြကြော်ပြရောမယ့်ကြောင်းအသိပေးလာပါတယ်။ဒါပေမဲ့ပရိသတ်တွေအတွက်အစိမကောင်းဖြစ်စရာကတော့အဖွဲ့ဝင်9ဦးအနက်မင်းသားမင်းမော်ကိုမပါဝင်မဲချမ်းရှိနေတဲ့ညီတူကြကြောဘူးထုံထုံနဲ့ရဲလေးလေးဦးလေးနဲ့သာပြန်လည်ဖွဲ့စည်းတော့မှာဖြစ်ပါတယ်။အဖွဲ့ဝင်တဦးရုံနေသွားမှုနဲ့အတူအမာကန်ပရိသတ်တွေကြားမှာလင်းစီအဖွဲ့ဆိုတာ9ယောက်စလုံးစုံမှပြည်စုံတာပါဆိုရဲဝေဖန်နှမျောတတအတန်တွေချက်ချင်းဆိုသလိုထပ်ပေါ်လာခဲ့ရပါတယ်။လင်းစီအဖွဲ့ဟာအလူတန်းနေနဲ့ပျော်ပြရေးပွဲတွေမှာအဖွဲ့ဝင်တဦးချင်းစီရဲ့အရေးချင်းတွေကိုပေါင်းဆက်ပြီးပရိသတ်ကိုပျော်ရွှင်မှုပေးခဲ့တာဖြစ်လို့မင်းမော်ကိုရန်ဒီယာဟာအစားထိုးမရနိုင်တဲ့အခန်းကဏ္ဍမှာရှိနေတယ်လို့အားလုံးကယူဆနေကြပါတယ်။အခုလိုမင်းမော်ကိုမပါဝင်မဲ၄ယောက်ချင်းနဲ့ပြန်လည်စတင်မဲ့ပုံမှာမပြည့်စုံသလိုခံစားရတယ်ဆိုတဲ့မှတ်ချက်တွေလူမှုကွန်ရက်မှာအများအပြားရှိနေတယ်လို့တစ်ဖက်မှာလည်းကြမ်းရှိတဲ့အဖွဲ့ဝင်တွေရဲ့အနုပညာဖန်တီးမှုကိုပြန်လည်မြင်တွေ့ရတော့မှာဖြစ်လို့ရှင်ခုံဆောင်မျှော်နေကြသူတွေလည်းရှိပါတယ်။မင်းမော်ကိုအနေနဲ့ဘလို့အကြောင်းမျိုးမျိုးကြောင့်မပါဝင်နိုင်တာလဲဆိုတာကိုတော့တိတိကျကျထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးတယ်လို့နင်းစီအဖွဲ့သေးရဲ့ပုံစံအသစ်ကဘလို့ဖြစ်လာမလဲဆိုတာစိတ်ဝင်စားစရာပါပဲရှင်။